是就是大概差我的公到了公平了的底下我的妈妈，阿你早在那里，要给我多钱的嘛？阿你表妹在那边嘛，有个啥的许多嘛，都忙了呢，干啥子的都忙嘞，有个话有啥有话就话吃了生的，今天的话许多都忙了呢，啥东西话别我不嘞，有话是有公司就是有好的那当妈的，就当妈妈。是吧？我们有当的，你说你说我们话的，我那谁干嘛？那今天是那我们的，我把那一只马给他那一只马我给他我看出来那一公司的，谁都啥子的，我说是的，价格都的，我们说的，你说我干嘛的？哎呀，当初背过来，怎么说在打钱嘛？罗安在那块儿挺背，挺新背过来的，怎么来的？三个的。天生的，市长的，味道的什么的，也公益党的，村家什么的，市长的什么，哎呀，也弄不了吧？觉得那猪肉的，下回的最细的那边的，下一年咯，养米啊，上面那的，10面了5面了，这多少的，东北的，哎呀，退背了，有什么的，人家装嘛，退的。什么在那嘛？有那些弄不了对的，刚说的是啥的？叫什么？弄不了我的嘛？什么那没给他老皮嘛？什么的？啥东西嘛？对的。因为有的他每一家人家我人生活啥的，好像我啦，那每一家的不给他什么？人家学什么？比如讲，那些钱什么？钱也多了每一个人那时候颜色不一样的，什么都有的，好像我啦，我妈什么都有的，对的，农村啥的是拿过来钱嘛，那每个人的压力钱嘛，什么都没啥的，你把你没当他的，我啦，俺当他的，人家没的那你才是人帮的，人家没的什么都没在家了，对的，我们手有的家了嘞，别人也没有在的，我们啦，手家了嘞。一类在的，可能每个标准了，每个人是不一样生活啥对的，因为我查我嘛的嘛是钱，因为呀什么呢？都要在打钱嘛，每个人嘛都有水啥的，对的，因为当然呢，人这边来的嘛，呀是西来嘞，钱没呀，我说呀，这边爸爸年钱啊，这呀都有个地方嘞，有的多啊，那个呀有水啥的，每个人对的。有的不水上嘛的，真的，头一回，你看他们家不水上嘛的，每个人吃的，那个每个人的是习惯吃，那个从那个每个人的，他们家不水上嘛，对的，什么的，啥东西嘛，对的，讲，那么说的呢，什么啥样讲，看见哪是个颜色高，前就讲到看什么啥东西，对的，我吃水，你吃啥子？我是吹，人是啥子来有的，不光是那有这个我是吹，人是啥子？有我们这里的话，我们啥呢？看见哪些？看见那山东，对了，啥呢？看见哪些？看见那山东追的，小朋友追的多，建筑情况轻一步，不说我土地，哪里公公天下在我土地，明明大家难过，天是老土哈的，改变了我们经济部，哪边的路边的没有理，下午口的，第一个意思，第一个说呢，我在罗马路，下午口的第一个意思，第一个说呢，第一个说一年我在罗马路，对，有时间走吧，我找的有。这马里头有别的打个什么的打3个2行的，老年生的我怕不了接触的，我也接触了讲，怎么样？你看他们上老板不要担心，我想嘛，我上面有个接触的，今天嘛，我老边是差点弄不了一下，我老别人弄不了，没有看有没有的人，弄不了，别家的那边弄不了，有的在那边没有人
ဖို့ကိုသင်ရှားစေတော့ဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့မြင်တွေ့ရတယ်လို့ပြောတယ်။ဒီနေ့ကျွန်မပေးထားတဲ့နောက်တော့ရဲ့ခေါင်းစဉ်ကဒီနေ့ကျေးဇူးရှိမှချင်းရုပ်ကိုဆိုတော့ဆိုမှကျွန်မလည်းပေးထားတာဖြစ်တယ်လို့ဘုရားရဲ့ရှောင်းမတိကမှာပဲစနေနေ့မော်တော်ကိုခေါင်းစဉ်ဘုရားမောင်လေးကျေးဇူးရှိမှချင်းရုပ်ဟာနဲ့လေထုဖြစ်တယ်။တော့ရှိမှချင်းရှိတဲ့ရက်မှာဒီနေ့ပြောင်းလဲခြင်းတွေရှိတယ်။ရှိမှချင်းရှိတဲ့ရက်မှာဒီနေ့ဘုရားအမှုပြုခြင်းတွေဘုရားအလုပ်လုပ်ခြင်းတွေရှိတယ်ဖြစ်တယ်။ဒီနေ့ကျွန်တော်မနေ့ကတော့လည်းကျွန်မလည်းအားထည့်တယ်နော်။ဒီနေ့ဘုရားအမှုပြုတာဘုရားပဲကျွန်တော်ကသိသိစွာဝန်ခံရမယ့်အချိန်ကာလရှိတယ်ဆိုတော့မနေ့ကတော့ကျွန်မအားထည့်တယ်လို့ဖြစ်တယ်။ဒီနေ့မှာဘုရားကျွန်တော်တို့ဘာလို့ခိုင်းလဲဆိုရင်ဘုရားအမှုပြုဖို့ရတယ်ဒီနေ့ကျွန်တော်ကနေရမယ့်ကာလဘုရားကိုကျွန်တော်ချီးမွမ်းခြင်းရဲ့ဒီနေ့ချီးမွမ်းရမယ့်ကာလဖြစ်တယ်ဆိုတော့ဘုရားကပြည့်ပြတာဖြစ်တယ်ဒီနေ့ကျွန်တော်တိုက်စိတ်စွာမနေဝန်ခံရခေါ်ရမယ့်ကာလဖြစ်တယ်ဒါကြောင့်ဒီနေ့ချီးမွမ်းခြင်းရဲ့ကိုကျွန်တော်တို့ချီးမွမ်းရခြင်းဘုရားရဲ့ရှိမှဝိဇ္ဇာရောဒီနေ့ပြေကိုတက်ပြီးပါဘုရားအမှုပြုဖို့ရဖြစ်လာတယ်ဆိုပြီးမှတော့ကျွန်မလည်းအားပေးချင်တာဖြစ်တယ်တော့တုတ်တန်ကြတဲ့ကြီးဆက်ချောက်နေတဲ့နေ့我就是自主推体制，我就是自主推体制，都大家看见在这里对吗？不要严查的说，一家就做的，就叫干嘛呢？抽着对妈妈喽，拿起头的干嘛呢？一步挂比马路那里你说话我里不长龙的，有龙有挂比那里不长的喇叭的啥？这个老百姓是有的，路人三家一，下面边多些五个，超了200个，你有其他的别的，下面边多些五个，超了200个，你什么有情况来的钱嘛？什么把这个老板的情况弄，把那弄下不在的情况别的，你什么的话，不然这个职位，那不然我不关心的职位，不然也关他职位，不给我的职位什么的，များ情况的时候，不然目标我也在ဖြစ်လာတယ်ဖြစ်တယ်။所以说嘛，ကျွန်တော်တို့ prophet တဲ့ရှင်ချင်းမှာလည်းthe better is your Lord ဒီနေ့စမှုဟာကိုတော့ဖြစ်တယ်။ကျွန်တော်တို့ဖက်ကလည်းယုံကြည်ခြင်းနဲ့ဝန်ခံဖို့ပဲဖြစ်တယ်။ယုံကြည်ခြင်းနဲ့သိတော်ဖို့ပဲဖြစ်တယ်။ဘုရားတို့ကျွန်တော်များဝန်ခံနေဆိုရင်ရှာနဲ့ဝန်ခံချက်ကရှာနဲ့ပြန်ပြောချက်က6လဖျားပိုင်တယ်လို့ပြောထားတယ်လေ။ကျွန်တော်တို့ဝန်ခံရတဲ့ခွင့်ရှိတာဗျာနဲ့ပိုင်စိုးပိုင်ကြတဲ့ဗျာတွေလောက်စားပေးလို့ဖြစ်တယ်။ဒါကြောင့်ဒီ2025မှာတင်တဲ့ကျွန်တော်ရှာနဲ့နေကြတော့အရာကိုဝန်ခံလို့ရတဲ့ပြန်ပြောဖို့ပြန်ကျွန်တော်တို့ဆုံးဖြတ်ထားတယ်။ယုံနဲ့ရင်းသွားတဲ့အရာကိုလည်းကျွန်တော်တို့ပြောမယ်ဆို။ခေါင်းရောက်ဗျာစားတဲ့ရင်းသွားတဲ့အရာတင်ဝန်ခံတဲ့အရာကိုဗျာကလုပ်ပြပါဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကရင်းသွားခြင်းတွေတဲ့ဒီနေ့အစင်မပြေတဲ့အရာတွေကိုဝန်ခံခြင်းတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့ဘုရားခြင်းဘုရားရဲ့လို့ဆိုခဲ့တဲ့အရာများဝန်ခံလို့ရတယ်အင်မတန်မှရေးချတယ်ဆိုပြီးတော့ကျွန်မအနေနဲ့အားပေးချင်တာဖြစ်တယ်နောက်ဆက်တစ်ချက်ကိုပြန်သွားရအောင်ယေရှာယအခန်းကြီး60အငယ်3耶赛亚从90的岁三十，耶赛亚从90的岁三十，那黑沙呀，那个地方看见小孩的，俺也懂嘛，有些他来说呢，什么大你到了只有没有到了头，是因为那包得住，晚年吃的呀那晚了吃西，有给了是个好呀那，习惯性我的啥，我做了那。没事情了好，那我是有准备。做出肉的，偏那吃的那边，都给了不，他那边3多了不了平原，他们吃过看人家的米那边，只能把路看得清，偏的啦，你那什么路，不能叫也是的。谁牛给了这个包呀那，习惯性我的啥，所以嘛他们面对了偏，牛给了这个包呀那，习惯性我的啥。你那什么路习惯性路一个工作没做，你那什么路谁听那没什么路工作的都一样，谁听那没什么路弄的都一样。我说了，我在讲我看到了对不对？因为谁的路嘛，西来的啊，你那路也没啥的，你那讨了偏的没啥东西，下面两条线。
number 1အချက်အနေနဲ့အားပေးချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဒီ2025မှာနော်လူခဲ့တဲ့2024မှာလည်းကျွန်မရှင်းမချင်းများများရှင်းမပြတယ်ကျွန်မအားပေးခဲ့တယ်ဖြစ်တယ်အားပေးတဲ့အချိန်မှာအစပိုင်းမှာတော့ရှင်းမကြတယ်ကျွန်တော်တို့တက်ကြွကြတယ်ဟုတ်လား musician ကမားတွေလည်းလက်ဖို့မလဲဘူးနော်ရှင်းမရတယ်နော်ဘုရားကောင်းချေကြော်ရတော့မှတိုင်းမှလို့အင်္ဂါအားသက်ရှင်းမကြတယ်ဖြစ်တယ်ဒါပေမဲ့လည်းနည်းလေပုံလာတယ်နော်ရေပတ်စရာချောင်းပြောရတယ်ရှင်းမရတာကနေပါသွားတာဖြစ်တယ်နေပါရှင်းမရတဲ့အရာနေပါလေဆိုတော့ဘုရားအမှုပြုလို့ရတဲ့နေပါသွားတာဖြစ်တယ်မိတ်ဆွေဒါကြောင့်ဒီနေ့ကျမတို့စက်ပြီးမှတော့စိတ်တော်ကိုပြန်ပြီးလုံးဆော်ရအောင်အာမင်ဒီ2025မှာအခြေအနေတွေပဲရှိရှိယာဒီမှုတွေပဲရှိရှိကျမတို့အစင်ပြေဖြစ်စေအစင်မပြေဖြစ်စေခက်ခဲဖြစ်စေအောင်မြင်ဖြစ်စေဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိအဲ့ဒီချီးမွမ်းခြင်းအဝတ်အစားကိုပြန်ပြီးယူနေလို့ဆောင်ရမယ်ကျမတို့ဆုံးဖြတ်ရအောင်ဆိုတော့ကျမအနေနဲ့အားပေးခြင်းဖြစ်တယ်ဒါဆိုရင်ကျမတို့ဘယ်အချိန်မှာကိုရှင်းမချက်ဝတ်တာကိုကျမတို့ယူနေဝတ်ဆောင်တဲ့အတွက်အရေးကြီးတယ်ဆိုတော့နောက်မှတော့ထဲမှာအများကြီးပေါ်ပြထားတယ်နော်ပေါ်ပြထားတဲ့အရာအများကြီးပဲဒါပေမဲ့ကျမပြင်ဆင်ထားတဲ့အချက်တွေရှိတာဖြစ်တယ်၄ချက်၅ချက်ရှိတာဖြစ်တယ်တော့ဒီနေ့မှာဟိုလည်းမရှိတော့စကားဝိုင်းမရှိဘူးဆိုတော့အားပေးသွားမယ်တော့ဒီနေ့တော့ပြင်ပြလို့မျိုးဆိုတော့ခံယူပေးရတယ်ဟုတ်လားတနေ့တာလုံးလည်းပေါင်းကြည့်ရတဲ့လူတွေတော့ဖြစ်တဲ့အတွက်ဒီလိုလည်းစိတ်လုံးရှားမယ်လို့ယုံကြည်တာဖြစ်တယ်နံပါတ်1နဲ့ဓမ္မရာဇဝင်ဓမ္မရာဇဝင်စလုံးထားတာစားဆောင်ခံကြီးအောင်ပါရှိတယ်အကြောင်းအရာအပြင်ကျွန်တော်တို့လေ့လာသွားမှာဖြစ်တယ်နေ့ယူနာနီအာလီဒီဂျီဝါအာလီရှာရှိတယ်ဝါယူနာနီကိုဝဆာတဲ့နေ့ရှိတာမှာဘွာလို့တဲ့အာလီတီထိုးရတယ်ဝါတော့ကနေ့ဝဆာတဲ့နေ့အချင်းချင်းမှာတို့နေ့အချင်းသားမှာတို့ယူနာနီရှိတယ်တော့ဘုမေမီအာလီဘေလိုအချင်းတွေမှာထိုရှိမှချင်းအဝတ်ကစားပဲမတယ်ယူနေဝတ်ဆောင်တဲ့လုံရတယ်ပဲမတယ်ယူနာနီနေ့လာမှာတော့ဘာလို့လဲစီတယ်နောက်စီတို့ပါမေမြေဝါတီကိုစာဆွေးသွားတော့မှအကြောင်းရပါပြီလို့လေဒါစီဆိုလို့တော့ဓမ္မရာဇဝင်စလုံးထားတာဆိုခံကြီးတော့ဘာကြောင့်မြင်ရတယ်ဆိုရင်လည်းအိတ်တယ်ကတိုင်းပြည်နဲ့မောဘတိုင်းပြည်ကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်။အိတ်တယ်ကတိုင်းပြည်နဲ့အိတ်တယ်ကတိုင်းပြည်ကအဲ့ဒီချိန်မှာတော့ဒီနေ့မောဘတိုင်းပြည်ရဲ့ပုံကချင်းကိုတို့ခံစားရတဲ့အချိန်မှာတို့ခံစားရတဲ့အချိန်မှာတော့ပြန်လဲတိုက်ထုတ်ဖို့ရတဲ့မင်းကြီးသုံးပါးကစုဝေးပြီးမှမောဘပြည်ကိုပြန်လဲတိုက်ထုတ်ဖို့ရတဲ့တို့ကနော်ပုံကတဲ့လူတွေကိုတိုက်ခိုက်နေတယ်လို့စုဝေးကြတယ်လို့မြင်တွေ့ရတာဖြစ်တယ်နော်အငယ်ဘောပါလေဥချင်တော့အရှိဘောပါသာပဲလေဥပါလို့ဘောတာထို့လို့အဲ့ဒီလာရှင်ပြီးယူဒာရှင်ပြီးအေဒုံရှင်ပြီးတို့ကဘာရဲ့ခရီးရက်ဒီဝါကြပြီးဘိုးရှင်များပေါက်စရာပါတော်ပြိဿံများပေါက်စရာရည်ရှိလေဤဝါလာရင်းလေးမောဘပြည်ကိုတိုက်ခိုက်နေတဲ့သူတို့ခရီးကိုကြားတဲ့အချိန်မှာတော့သူတို့စုဝေးပြီးမှအားနဲ့တောက်ပြီးမှတော့ပါတဲ့ပစ္စည်းတွေအများကြီးယူသွားပြီးမှတော့ရစ်ခါအများကြီးယူသွားမှသူတို့စစ်တိုက်မှုနဲ့တက်သွားတယ်ဒါပေမဲ့ခရီးရက်ကြားတဲ့အချိန်မှာသူတို့လမ်းတစ်ဝက်မှာရောက်တဲ့အချိန်မှာသူတို့မရှိတဲ့နော်ဒီတရားစာတော့နော်ရင်းမြစ်ကိုခံသွားတယ်ရေမရှိဘူးတောက်စရာရေမရှိဘူးဘယ်မှာမှခက်ခဲတယ်နော်ကျွန်တော်တို့ဘယ်လိုလုပ်လဲနော်အဲ့ဒီမှာရှိနေဆိုရင်သူတို့အင်မတန်မှခက်ခဲတယ်တောက်စရာရေမရှိဘူးသူတို့လူတွေကခက်ခဲတဲ့အချိန်မှာတော့သူတို့ကပြောတယ်ငါတို့ဒီစစ်ပွဲကိုဆက်တိုက်ဖို့လည်းအဆင်မပြေတော့ဘူးနော်ခက်ခဲတဲ့ချင်းတွေလည်းရှိတယ်ရေလည်းမရှိတော့ဘူးလို့ပြောတဲ့အချိန်မှာနော်အဲ့ဒီရှင်ရင်နော်အဲ့ဒီယူဒရှင်ကနော်ယူဒရှင်ယောရှုကပြောတယ်နော်ယောရှုကဟိုမှာဣလိယနဲ့တပည့်နော်ဣလိရှေဆိုတဲ့မြင်တဲ့လူပြောရှိတယ်ကျမတို့အဲ့ဒီယူပရိုက်စီမှာကျမတို့ဝါဒီမှာနော်အဖေဝါတော့အောင်ဖျားတင်ကငါတို့ကိုအလိုရှိတယ်ဆိုပြီးဒီတိုက်ပွဲကိုအောင်နိုင်တဲ့အဖေနမက်ကကနဲ့ပြပေးတယ်ဆိုတာယုံတယ်ဆိုတာတို့တိုင်းပြည်မှာတို့ဝါချဖြစ်တယ်တွားကြတဲ့အချိန်
ငယ်ဆက်လေးနဲ့ဆက်ရှိမှာတော့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အငယ်ဆက်လေးမှာဘလို့ရေးထားတယ်ဆိုရင်တော့အဲ့တော့ဘလို့ရေးထားတယ်ဆိုရင်အင်းရှိကငါကိုပဲတော့ကောင်းကင်ဘုရားရှင်၆ရပြငါကိုပဲတော့ကောင်းကင်ဘုရားရှင်၆ရပြအသက်ရှင်တော်မူတဲ့တိုင်းအကယ်၍ယူဒရှင်ရဲ့ဝါရှင်တန်ရဲ့မျက်နှာကိုငါမချောက်ရင်တိကိုငါမချစ်မမြင်တော့ဆောင်းသမားကိုခေါ်ခဲ့အဲ့ဒီဖြစ်တယ်ဆောင်းသမားကိုခေါ်ခဲ့လို့ဆိုရင်ဆောင်းတီးတော့အခါထာဝရဘုရား၏လက်တော်ကိုအင်းရှိကိုရောက်ရင်ထာဝရဘုရားမိန့်တော်မူသည်ကချိုင်းပတ်လေ၌ဇေယျပေါင်းကိုလုံးချအကြောင်းမူကားတင်တို့နှင့်တိရစ္ဆာန်တို့တောက်เสียတင်တို့နှင့်တိရစ္ဆာန်တို့တောက်เสียရေကိုနော်တောက်เสียရေကိုလေမလားဘုံမရွာပဲဒီချိုင်းဒီရေနဲ့ပြေးလေထိုမှုသည်ထာဝရဘုရားကိုတာမနာမှုဖြစ်တယ်လို့တော့ဓမ္မရာဇဝင်တတိယစာဆောင်စလုံးထားစာဆောင်အခန်းကြီး3အငယ်ဆက်လေးနဲ့ဆက်ရှိမှာပြောလို့ရေးထားတာဖြစ်တယ်။နော်သူတို့ရဲ့တက်တာထဲမှာဒီနေ့ရေအရင်ကဆုံးရှုံးသွားတဲ့အချိန်မှာထာဝရဘုရားစီမှာတွားပြီးမှသူတို့ကမဲလို့ရမလဲလို့အကြံဉာဏ်တောင်းတဲ့အချိန်မှာလို့ပြောတယ်အရှိကဆောင်းသမားကိုခေါ်ခဲ့နော် musician ကိုခေါ်ခဲ့ music team ကိုခေါ်ခဲ့နော်ဒီညမှာအရင်ရှိတယ်မဲဆိုရင်လည်းကျွန်တော်တို့အဲ့ဒါလည်းရှိတာ amazing music band ကိုတော့ရပါတယ်စကားပြောလို့ရှိရင်ဒီနေ့ကျွန်တော်ဘုရားရဲ့မျက်မှောက်တော်ထဲမှာရှင်းအောင်ပြတဲ့ဒီခါတဲ့ချိန်ကျွန်တော်တို့ဝိကျက်တန်းရှိတိခါရမှာမဟုတ်ဖြစ်တယ်ဒီ music ကိုစောင်းတီးရဲ့ချိန်မှာခြာရဖျားရဲ့လက်တော်ကအင်းရှိတော်ရတယ်ဒီနေ့ကျွန်တော်တို့ဒီခါတဲ့ချိန်မှာရှင်းအောင်ပြတဲ့ဒီခါတဲ့ချိန်မှာဘုရားရဲ့စကားရောက်လာတယ်ဆိုတာဒီလုံးဝတော့မြင်တွေ့ရတာဖြစ်တယ်ဒီနေ့စောင်းတီးရဲ့ချိန်မှာဘုရားရဲ့အမှုဖြစ်ရှိတယ်ဒီနေ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ idea တော့ဘုရားကပေးတာဖြစ်တယ်တော့ကျုံးပါတယ်တော့ကျုံးသူကတော့ဈေးကိုတူးပါလို့ပြောတဲ့အဲ့ဒါသူကတူးလိုက်တာဖြစ်တယ်တဲ့တော့ဒီဈေးကိုတူးပြီးတဲ့အချိန်မှာတဲ့ဘုရားကဒီနေ့လေမလာဘူးမိုးနဲ့မရွာပဲဒီဈေးကိုတော့တင်တော့တက်တဲ့တော့တောက်ဖို့ရတဲ့ရေကိုပြည့်စင်မယ်လို့ဘုရားရဲ့နှုတ်ကပတ်တော်ရောက်လာတဲ့အချိန်မှာသူတို့လည်းလောက်ဆောင်တယ်ကျွန်တော်တို့အိမ်မှာချိန်ရတဲ့အချိန်မှာအဲ့ဒီရဖတ်ချင်အောင်သူတို့လောက်ဆောင်တဲ့အချိန်မှာနည်းနည်းရအငယ်30မှာယဉ်စုကျွန်တော်ကနည်းနည်းရအချိန်ဘောစီပူဇော်တဲ့ကိုပူဇော်တော့တာရေပြီးအေးတော်မှန်းဖြစ်လာပြီကပီလုံးဝလေဒီလိုရေးထားတာဖြစ်တယ်အာမင်ဒီနေ့ဘောစီပူဇော်တဲ့ဆိုတာဘာလဲဆိုမွေးကြိုင်တော့ရစ်ကိုပူဇော်တာဖြစ်တယ်နော်ဝိပ္ပယကျမ်းခန်းကြီး23အငယ်18မှာလည်းမြင်တွေ့ရတာဖြစ်တယ်ဒီနေ့တော့ကျွန်မဒီနေ့ထောင်းတော်ပြရဲ့အပွဲနော်ရစ်ပူဇော်ပွဲမှာလည်းကျွန်မလည်းရှင်းပြပြီးဖြစ်တယ်ဒီလူရစ်ကိုမြင်စစာဘယ်စည်းစပါလို့ဘောကစားလို့လေအဲ့ဒီမှာဘလို့ရေးထားလဲဆိုဘောစီပူဇော်တဲ့က3000ရပူဇော်တဲ့ကလည်းတော့ခြားရဖျားမွေးကြရဖို့မြင်းပြပူဇော်မြင်း
ဒါ
Yeah.
ဒီမှာကျွန်မဘယ်သူဟာအဖြစ်ဘယ်သူရဲ့
ဒါ
Amen.
ဖြစ်တယ်။ဒီနေ့ရှာအပ်တဲ့ခလေးတော်ရဲ့ဘုရားသခင်ကိုကျွန်တော်တို့ရှင်းအောင်ရတယ်ကျွန်တော်တို့ဆုံးဖြတ်တယ်။ဟုတ်တယ်မို့လား။ကျွန်တော်တို့ဘုရားတော်ကြားတယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ယုံကြည်တဲ့လက်တွေ့လို့ဆိုပြီးကျွန်တော်တို့ဆုံးဖြတ်တယ်။ဟုတ်တယ်မို့လား။ခလေးတော်ဘုရားသခင်ကိုရှင်းအောင်ရတယ်ဆုံးဖြတ်တယ်။တို့သူပဲဘုရားသခင်ရဲ့ဘုံတော်တော်ကိုခံဆွဲတော်လို့ရှာတဲ့ခြင်းစေတယ်။ဒီနေ့ကျွန်တော်တို့တော့ရှင်းအောင်ရတယ်ဆုံးဖြတ်တယ်မှာအချင်း